ဒီနေ့ကတော့ရုံးကအိမ်မှာဒီနေ့ကတော့လေငမုတ်ကလေးကိုရုံးကစီပြန်လေးစားခြင်းလို့ငမုတ်ကိုလေစီပြန်ကိုကမွန်းကျင်နဲ့ထည့်ချက်မယ်စားဘူးကြလားမစားဘူးတော့ချက်ပြမယ်ပေါ့နော်ကဲဧည့်သည်လာမယ်ဆိုရင်တော့နော်အခုဒီရက်ပိုင်းကတော့လေရာသီဥတုလေးအရန်ကိုကောင်းတယ်လာလည်လို့ရပါတယ်ရှင်မိုးရွာရင်တော့မလာနဲ့နော်မိုးရွာရင်လာမယ်ဆိုလို့ရှိရင်ကိုယ့်ရက်ကိုဆန်လာခဲ့ဧည့်သည်လာမယ်ဆိုရင်တော့ပေါ့နော်အလေကားစားတာပါအားလုံးချက်ပါတယ်ဒီနေ့ကရုံးကဒီမှာလေငမုတ်ဝဲလာတာဒါကျွန်တော်ဘက်ကျတော့အခေါ်ဝါတော့မတူဘူးပေါ့ကွယ်ဒါကျွန်တော်ဘက်ကတော့ခေါ်တာတော့ငမုတ်ပေါ့တချို့ဘက်ကတော့ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့ဒါဒီငမုတ်ကိုစီပြန်လေးကိုလေကမွန်းကြီးကလေးထည့်ပြီးတော့အုပ်ချက်ရုံးကအဲ့လိုဓာတ်ရီပါကြီးစီးတာတော့ဘာပဲစီစီရုံးကအဲ့လိုစီးလို့ရှိရင်သူခွေးဝအောင်စီးတာခွေးဝအောင်စီးရဲဆိုတော့ဒီအမီနဲ့ခေါင်းပိုင်းလေးတွေကိုကြတော့လေဟိုကချက်မယ်ချင်းချင်းချက်မယ်ဒါလေးကတော့စမင်းမုတ်လေးနဲ့ထည့်မယ်စမင်းမုတ်ကဲကျတော့အချူမုတ်လေးပေါ့နော်ဒါမှလေးလေဒီလိုနေလိုက်တော့မှအငံပြားတွေကထဲထဲကိုစိတ်ဝင်သွားမှာပေါ့နော်ဒါတော့စားပေါ့စားလေးနဲ့ထည့်မယ်အလေးငါပြားကြီးလေးတော့နည်းနည်းထည့်လိုက်မယ်အနံ့လေးမွေးသွားအောင်နေလိုက်ကျွန်တော်ကလေစီဒီပါတွေတက်မယ်ဆိုရင်ကျွန်တော်အဲ့လိုနာတက်တာစီယူနည်းနည်းကြကြလေးတက်လိုက်တဲ့ခါကျတော့လေပို့ပြီးတော့စားရတာလည်းကောင်းတယ်အရသာလည်းမွေးသွားတယ်ကိုချက်မဲ့ဟင်းရလည်းပေါ့ပြောလို့ဆိုတော့မညီတော့ဘူးလေအဲ့လိုစီယူညောကတော့နိုင်တက်တာဟင်းဒီပါတွေကလေစီတက်နိုင်မှကောင်းတယ်လေးထည့်လိုက်တော့ဒီမှာလေဒီငါးဟင်းလေးကြားခံပြီးတော့မှလေကမွန်းကြီးရွက်လေးကိုလေအပေါ်ကနေအုပ်လိုက်မယ်ဒါကူကတော့ဖုန်းလေးဖုန်းထားလိုက်လို့ဆိုတော့ခဏလေးစောင့်လိုက်နန်းလေးကတော့မှုေးနေအောင်ဟင်းနန်းလေးကတော့ကဲရတာကြီးနည်းနည်းပြီးလိုက်ပြီရတာကြီးနည်းနည်းလူနေသေးတယ်ရတာကြီးနည်းလောက်ထပ်ထည့်လိုက်မွန်းကြီးရလေးထည့်လိုက်တော့မယ်
ကဲဟင်းလေးရတော့ကြက်ပြီပေါ့နော်ငမိုးကမွန်းချင်ရွက်နဲ့စီပြန်ဟင်းလေးရတော့ကြက်ပါပြီကဲအိမ်ကိုလာမယ်ဧည့်သည်ရတော့ကဲလာလို့ရပါပြီသမီးလာစားလို့ရပါပြီနော်ငမုတ်ကိုစီပြန်ချက်ပြီးတော့အပေါ်ကကမွန်းချင်ရွက်လေးနဲ့ဒါကတော့ထည့်ပြီးတော့နှက်လိုက်တာပေါ့နော်